ဒီလူဟာတစ်ချိန်လုံးကကဘာပေါ်မှာထိတ်တန်းဟက်ကတယောက်ဖြစ်ခဲ့ပူပါတယ်လွန်ခဲ့တဲ့နှစ်က FBI ရဲ့စနစ်ထဲကိုထိုးဖောက်ဝင်ရောက်ခဲ့တာကြောင့်ဖမ်းဆီးခံခဲ့ရပြီးအခုဆိုရင်တော့တရားသူကြီးကသူ့ကိုဘာ electronic ပစ္စည်းမှမကင်ဖို့ပိတ်ပင်ထားခဲ့တာပါအဲ့ဒီကြားထဲသူ့ဇနီးကလည်းနောက်အိမ်ထောင်ပြုပြီးသမီးလေးကိုခေါ်သွားခဲ့ပါတယ်သမီးလေးရဲ့အုပ်ထင်းခွင်ကိုပြန်လည်ရယူခြင်းပေမဲ့သူဟာရှင်းနေငါဖို့တောင်ပိုက်ဆံမရှိလောက်အောင်အောက်ဆောင်ကြနေတာပါတနေ့မှာတော့အမျိုးသမီးတစ်ယောက်သူ့အိမ်ရှိကိုရုတ်တရက်ရောက်လာခဲ့ပါတယ်သူမရဲ့ဌာနမှူးကသူ့ကိုအလုပ်တစ်ခုခေါ်လုပ်ချင်ပေမဲ့ဒိုနီကတော့ချက်ချင်းပဲညှင်းဆိုလိုက်ပါတယ်ဘာလို့လဲဆိုတော့သူတာကွန်ပျူတာကိုနောက်တစ်ကြိမ်ထပ်ကင်မိရင်တန်းပြီးအဖမ်းခံရတော့မှမို့လို့ပါဒါပေမဲ့ထိုမျိုးသမီးကလက်မလျှော့ပဲဒိုနီရဲ့သမီးလေးအကြောင်းကိုထုတ်ပြောလိုက်တဲ့အခါမှာတော့ဒိုနီတစ်ယောက်ဒေါသအိုးပေါက်ကွဲသွားခဲ့ပါတယ်သူမကိုအိမ်ပြင်ထုတ်ပြီးတကားပိတ်လိုက်ကဇနီးဟောင်းစီချက်ချင်းဖုန်းဆက်လိုက်ပါတယ်ဇနီးဟောင်းဤကသမီးလေးအဆင်ပြေကြောင်းနဲ့ဒီမိသားစုကိုမေ့လိုက်တော့လို့ပြောပြီးဖုန်းချသွားခဲ့ပါတယ်ဖုန်းချပြီးနောက်ဒိုနီတကားပြန်ဖွင့်ကြည့်လိုက်တဲ့အခါဘလာကထွက်မသွားသေးပဲအိမ်ရှိမှရှိနေစေဖြစ်ပြီးသူ့စီကိုပိုက်ဆံထပ်လိုက်ပြပေးလိုက်ပါတယ်ဒေါ်လာ3သိန်းမှမင်းမှာဘာဆုံးရှုံးစရာရှိလို့လဲစတန်သူကမင်းနဲ့တခါလောက်ပဲတွေ့ချင်တာပါမင်းအခြေအနေကိုသဘောမကျရင်ဒီအတိုင်းထွက်သွားလိုက်ပါဒါပါပဲဒါဆိုရင်ပိုက်ဆံကိုမင်းထိန်းထားလို့ရပြီတက္ကဆက်မှာဖြတ်တန်းနေရတဲ့သူ့ဘဝကလမ်းဆက်ပြောင်းနေတယ်လို့ဖြစ်နေတာကြောင့်ရှေ့ကအမျိုးသမီးဟာသူ့ဘဝကိုအလှည့်ပြောင်းဖြစ်စေမဲ့တခုတည်းတော့အခွင့်အရေးဖြစ်လာနိုင်ပါတယ်သူတို့နှစ်ယောက် Los Angeles စီလေယာဉ်နဲ့ထွက်ခွာလာခဲ့ကြပြီးစီးပွားရေးအဆင်ပြေသူတွေတွာလာတဲ့ရောင်စုံမီးအောင်စုံကလပ်တစ်ခုရဲ့ VIP အခန်းထဲမှာတိုနီတယောက် Dodge လို့ခေါ်တဲ့ဒန်နာရီလာပုဂ္ဂိုလ်ကြီးနဲ့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပါတယ်အပြင်ပန်းမှာတော့ Dodge ဟာအထက်တန်းစားလူတိုင်းဝိုင်းကကြည်ကောင်းပြီးချမ်းသာတဲ့အမျိုးသားတစ်ယောက်ပါသူကဒိုနီစီလက်တော့တစ်လုံးပြပေးလိုက်ပြီးကာကွယ်ရေးဝန်ကြီးဌာနရဲ့စနစ်စကားဝက်ကိုဟက်ဖို့ပြောလိုက်ပါတယ်ကွန်ပျူတာမကန်ရဘူးလို့ပိတ်ပင်ထားပေမဲ့လည်းဒိုနီအတွက်တော့အခြားရွေးချယ်စရာမရှိတော့ပါဘူးကဘာပေါ်ကအတော်ဆုံးဟက်ကာတွေတောင်ဒါကိုမိနစ်60အတွင်းလုံးနိုင်တယ်လို့ငါကြားထားတယ်ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲငါလိုချင်တာကစက္ကန့်60အတွင်းလုံးနိုင်မဲ့သူဗျနောက်နေရမလားငါမနောက်ဘူးစာပြီဆန်း55စက္ကန့်ဒိုနီရဲ့မျက်နှာတစ်ပြင်လုံးနီးရဲသွားပြီးလက်ချောင်းတွေကဂီးဘုတ်ပေါ်မှာလျက်တစ်ပြက်ပြေးလွှားသွားခဲ့ပါတယ်အချိန်ချင်းစူးစမ်းပေမဲ့အဆင်မပြေပဲအချိန်ကုန်သွားခဲ့ပါတယ်ဟတ်အင်ခံလေးဒေါ့ချ်ကလောင်ပြုံးလိုက်ပြီးဒါဟာစနောက်ရှနောက်တာပဲဖြစ်တယ်လို့ပြောလိုက်ပါတယ်ဒိုနီလည်းနဖူးကချွေးတွေကိုတုတ်တက်ကိုပြင်းပြရှူလိုက်ပြီးလက်တော့ကိုပြန်မယူလိုက်ပါတယ်အခြားဟက်ကာတွေတနာရီကြာအောင်ဟက်ခရမဲ့စနစ်ကိုသူကတော့စက္ကန့်60အတွင်းအပြည့်ရှင်းပြလိုက်ပါတယ်အဲဒီနောက်ဘလာကဒါဟာစာမေးပွဲနဲ့အင်တာဗျူးတစ်ခုသာဖြစ်ကြောင်းသူ့ကိုစိတ်အေးအောင်ပြောပြခဲ့ပါတယ်ဒေါ့ချ်သူ့ကိုခိုင်းချင်တဲ့အလုပ်ကဒေါ်လာ10တန်းရမှာပါအဲဒီပိုက်ဆံသာရှိရင်သူဟာဇနီးဟောင်းရဲ့အမျိုးသားတဲ့နဲ့ငွေကြေးရရင်ပေါင်တန်းနိုင်တော့မှာဖြစ်တယ်လို့သမီးလေးရဲ့အုပ်ထင်းခွေရဖို့ကလည်းပြဿနာမရှိတော့ပါဘူးနောက်ဆုံးမှာတော့သူဟာတောင်ဆောင်ပေါ်မှာစောက်ထားတဲ့လပတ်လုံးလို့အသက်ရှူမရလောက်တဲ့ဒေါ့ချ်ရဲ့ဇန်အင်ကြီးစီရောက်ရှိသွားခဲ့ပါတယ်အစင်းမြင့်ကွန်ပျူတာစနစ်တွေဆင်ထားတဲ့ရှိုးဝက်ခန်းထဲကိုဝင်သွားကြပြီးတဲ့နောက်မှာတော့ဒေါ့ချ်ဟာသူတကယ်လိုချင်တဲ့စစ်မှန်တဲ့ရည်ရွယ်ချက်ကိုစတင်ထုတ်ဖော်လိုက်ပါတော့တယ်